ချက်စီဘောလုံးအသင်းကို1905ခုနှစ်မတ်လ10ရက်နေ့တွင်လန်ဒန်မြို့စတန်ဖို့ဘရစ်အနီးရှိ The Rising Sun Bar တွင် George Armia လန်ဒန်ခြေဆိုင်စီးပွားရေးလုပ်ငန်းရှင်နဲ့ Henry Augustus Mia စတန်ဖို့ဘရစ်အားကစားကွင်းပိုင်ရှင်တို့ကတရားဝင်စတင်တည်ထောင်ခဲ့ပါတယ်။စတန်ဖို့ဘရစ်အားကစားကွင်းကို1889ခုနှစ်တည်းကတည်ဆောက်ခဲ့ပြီးကွင်းရဲ့နာမည်မှာလန်ဒန်မြို့ဖူဟန်ရှိ Stamford Creek သို့မဟုတ် Stamford Bridge ကိုခေါ်သောရှေ့မြေကူတံတားတစ်ခုမှဆင်းသက်လာခြင်းဖြစ်ပါတယ်။1904ခုနှစ်တွင်မီယာနှင့်အာမီယာတို့သည်ကွင်းကိုအသုံးပြုရန် professional ဘောလုံးအသင်းတစ်ခုလိုအပ်ကြောင်းသိရှိခဲ့ပါတယ်။ထို့ကြောင့် FUNSC ကို Stamford Bridge ကွင်းတွင်ကစားရန်ကမ်းလှမ်းခဲ့တော်လဲငင်းပယ်ခံရပြီးနောက် Chelsea အသင်းကိုအရေးပေါ်ဖွဲ့စည်းခဲ့ပါတယ်။ Chelsea ဟူသောအမည်ကိုအနည်းရှိ Chelsea ကျွန်းရွာကိုအစွဲပြုပေးခဲ့ခြင်းဖြစ်ပြီး London FC သို့မဟုတ် Stamford Bridge FC ကဲ့သို့အမည်များကိုစဉ်းစားခဲ့တော်လဲပယ်ချခဲ့ပါတယ်။ပထမဆုံးလိုဂိုတွင် Chelsea စစ်သည်တော့ Chelsea ပိုင်ရှင်နာပုံကိုအသုံးပြုခဲ့ပြီးအထိပ္ပယ်မှာအနည်းရှိ Royal Hospital Chelsea မှာစစ်မှုထမ်းဟောင်းများကိုဂုဏ်ပြုခြင်းဖြစ်ပြီး1950နောက်ပိုင်းတွင်ချင်းသေးပုံLion Rabbit ကိုအစားထိုးခဲ့ပါတယ်။အပြန်ရောင်ချင်းသေးရဲ့အထိပ္ပယ်ကတော့အင်အားဂုဏ်သိက္ခာနဲ့ရဲရင်မှုတို့ကိုကိုးစားပြုပါတယ်။ Chelsea အသင်းသည်1954-55ရာသီတွင်မန်နေဂျာတက်တွေဦးဆောင်ပြီး First Division ယခု Premier League ဖလားကိုပထမဆုံးချိန်အဖြစ်စုခူးနိုင်ခဲ့ပါတယ်။